အားကစားပရိသတ်များအားလုံးပဲမင်္ဂလာပါ Football Insight MM ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဥရောပဘောလုံးလောကရဲ့နောက်ဆုံးရသတင်းထူးနဲ့အပြောင်းရွှေ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့အာဆင်နယ်အသင်းရဲ့တောင်ပန်ကစားသမား Leandro Trossard ဟာတူရကီကလပ်ဘက်စစ်တက်အသင်းစီကိုပြောင်းရွှေ့ကြေးစုစုပေါင်းစတာလင်ပေါင်18တန်းနဲ့ပြောင်းရွှေ့ဖို့အတည်ပြုလိုက်ပြီးဖြစ်ပါတယ်လက်ရှိမှာ Trossard ဟာဆေးစစ်မှုခံယူဖို့အစ္စတန်ဘူကိုတွားရောက်နေပြီဖြစ်ပြီးအာဆင်နယ်ကတော့သူ့နေရာမှာအစားထိုးဖို့ဗီလာက Morgan Rogers တို့မဟုတ် PSG ကဘာဂိုလာတို့ကိုမျက်စိကျနေပါတယ်ဒါအပြင်တူရကီကလပ်ဖီနာဘာချီအသင်းကလည်းမာဆေးအသင်းကနေတိုက်စစ်ကစားသမားမေဆန်ဂရင်းဝုဒ်ကိုခေါ်ယူဖို့သဘောတူညီမှုရရှိသွားခဲ့ပြီလို့အတည်ပြုလိုက်ပါတယ်။ဖီနာဘာချီဟာအသက်24နှစ်အရွယ်ဂရင်းဝုဒ်အတွက်ပြောင်းရွှေ့ကြေးပေါင်33.2တန်းကို3နှစ်အတွင်းအရစ်ကျ3ချိန်ခွဲခြားပေးချေသွားမှာဖြစ်ပြီးဂရင်းဝုဒ်ကတော့ဖီနာဘာချီနဲ့4နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ Manchester City အသင်းကတော့ Elliot Anderson ကိုပေါင်116တန်းနဲ့ခေါ်ယူပြီးနောက်မှာကွင်းလယ်ပိုင်းကိုထပ်မံအားဖြည့်ဖို့လိုင်းလီအသင်းရဲ့အသက်16နှစ်အရွယ်မော်ရိုကိုလူငယ်ကျယ်ပွင့်အာယုဘူအာဒီကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။နီးပြသင်း Enzo Maresca ရဲ့လက်အောက်မှာ Etihad စီကိုကစားသမားအဝင်အထွက်တွေအများကြီးရှိလာနိုင်ပြီး Real Madrid ကမျက်စိကျနေတဲ့ Rodri ကိုတော့ City ကစာချုပ်သစ်ချုပ်ဖို့ပြင်ဆင်နေပါတယ်။ Atletico Madrid အသင်းမှာအနာဂတ်မရေမရာဖြစ်နေတဲ့ Julian Alvarez ကတော့ယခုနွေရာသီမှာအင်္ဂလန်သို့မဟုတ်ပြင်သစ်ကိုပြောင်းဖို့စိတ်မပါဘူးလို့သိရပါတယ်။ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ပဲအိမ်မက်ရှိနေတဲ့သူအတွက်ဘာကာဥက္ကဋ္ဌလာပေါ်တာကပေါင်တန်း130ကျော်အပြီးပိုင်ကမ်းလှမ်းမှုကိုတိုးမြင့်ဖို့အဆင်သင့်ဖြစ်နေပေမဲ့ Atletico ဘက်ကတော့ဘာကာကိုမရောင်းချင်တဲ့ရည်တည်ချက်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ Brighton အသင်းကတော့ Tottenham စပါးအသင်းကနေတရားဝင်ပွဲစဉ်တစ်ပွဲမျှကစားရခြင်းမရှိသေးတဲ့အသက်19နှစ်အရွယ်နောက်ခံလူ Luka Vuskovic ကိုကလပ်စံချိန်တင်ပြောင်းရွှေ့ခြင်းစုစုပေါင်းပေါင်တန်း90နဲ့အပြီးသက်ခေါ်ယူနိုင်ခဲ့ပါတယ်။ဒီအပြောင်းရွှေ့ဟာစပါးအသင်းသမိုင်းတစ်လျှောက်စတုထမြောက်ဈေးအကြီးဆုံးကစားသမားရောင်းချမှုလည်းဖြစ်လာခဲ့ပါတယ်။အီတလီကလာတဲ့သတင်းတွေအရရိုမာအသင်းဟာချယ်ဆီအသင်းရဲ့အလက်ဟန်ဒရိုကာနာချိုကိုကနဦးအငှားခပေါင်း4.3တန်းအပြင်အပြီးသက်ဝယ်ယူခွင့်ပေါင်တန်း30အဆိုပြုချက်နဲ့ပထမဆုံးအကြိမ်ကမ်းလှမ်းမှုပြုလုပ်လိုက်ပါတယ်။ချယ်ဆီဘက်ကတော့ဂါနာချိုအတွက်ပေါင်42.8တန်းအထိလိုချင်နေတာဖြစ်ပြီးရိုမာကတော့ဝက်စ်ဟမ်ကဆမ်မာဘေးကိုလည်းစောင့်ကြည့်နေပါတယ်။နောက်ဆုံးသတင်းအနေနဲ့ချယ်ဆီအသင်းရဲ့နီးပြသည့်ရှာဗီအလွန်ဆိုဟာလာမီယာတီအတွက်အရေးကြီးတဲ့ကြောရိုးကစားသမားတွေကိုတတ်မှတ်လိုက်ပြီးဖြစ်ပါတယ်။အလွန်ဆိုဟာနောက်ခံလူရီစ်ဂျိမ်းစ်ကိုအသင်းကောင်းဆောင်အဖြစ်ဆက်လက်ခန့်အပ်ထားမှာဖြစ်တယ်လို့အပြောင်းရွှေ့ကောလာဟာလာတွေထွက်နေတဲ့ကွင်းလယ်လူအန်ဆိုဖာနန်ဒက်စ်ကိုလည်းအသင်းရဲ့အဓိကဗျူဟာမြောက်ကစားသမားဖြစ်မဖြစ်မနေဆက်ထိန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟုတ်ကဲ့ဒါကတော့ဒီနေ့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့နောက်ဆုံးရဘောလုံးလောကရဲ့သတင်းတိုအနှစ်ချုပ်ပဲဖြစ်ပါတယ်။နောက်ထပ်အားကစားသတင်းထူးတွေနဲ့စိတ်ဝင်စားစရာသုံးသပ်ချက်တွေကိုနေ့စဉ်စောင့်ကြည့်နိုင်ဖို့ Football Insight MM ကို like နဲ့ follow လုပ်ထားကြအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်။